ဆိုတဲ့ကဘာဖြစ်နိုးလာကြတဲ့အတွေးလေးတွေဝင်လာအဲ့ဒီအတွေးလေးတွေဟာအပြစ်ရှိတဲ့အတွေးလားအပြစ်ကင်းတဲ့အတွေးလားလူတွေမှာအပြစ်ရှိတဲ့အတွေးဝင်တဲ့ပုဂ္ဂိုလ်ပုံများအပြစ်ကင်းတဲ့အတွေးဝင်တဲ့ပုဂ္ဂိုလ်အမတန်မှနည်းတယ်ဘုရားကိုအာယုံပြုပြီးတော့နိုးလာတာလားတရားကိုအာယုံပြုပြီးတော့နိုးလာတာလားတန်ခါကိုအာယုံပြုပြီးတော့နိုးလာတာလားသို့မဟုတ်တတ္တဝါတွေချမ်းသာကြပါစေဆိုတဲ့မေတ္တာစိတ်နဲ့နိုးလာတာလားသို့မဟုတ်နိုးလာလိုက်တာနဲ့မနေ့ကလှုပ်ထားတဲ့ကိစ္စတွေညကဖြစ်ပြတဲ့ကိစ္စတွေပေါ်မှာမကြည်မနှက်ဖြစ်ပြီးတော့နိုးလာတာလားကိုယ့်ကိုဆန်းစစ်ကြည့်သိတာပေါ့နော်ကိုယ့်ရဲ့အတွေ့အကြုံကိုယ်ပိုင်တာကိုယ်သာသိနိုင်သူများသိလို့မရအဲ့တော့နိုးလာတဲ့အခါမှာလောဘဖြစ်တာလားဒေါသဖြစ်တာလားကိုယ့်ကိုစဉ်းစားကြည့်ကိုယ့်ဘဝကိုစစ်ဆေးအဲ့ဒါလို့စစ်ဆေးတဲ့အခါမှာနိုးလာတဲ့အခါမှာကုသိုလ်စိတ်နဲ့စပြီးတော့ဒီတွေးတော့တာလားသို့မဟုတ်အကုသိုလ်စိတ်တွေနဲ့စတွေးတော့တာလားဆိုတာစဉ်းကျင်စဉ်းစားဖို့လိုတာဖြစ်တော့အကုသိုလ်စိတ်တွေနဲ့လောဘနဲ့တွေးပြီးဆိုရင်လောဘရှိတဲ့စကားမျိုးတွေပြောတော့မှာပဲလောဘနဲ့လှုပ်ရှားတွေလှုပ်တော့မှာဒါအတွေ့အကြုံဒေါသနဲ့တွေးမိသွားပြီဆိုလို့ရှိရင်ဒေါသနဲ့ရှင်တဲ့စကားမျိုးပြောပြီးဒေါသနဲ့ရှင်တဲ့အလုပ်ကိုလုပ်တော့မှာဆက်ပြီးတော့အကုသိုလ်ကဆက်လိုက်လာတာနောက်ကအဲ့ဒါလို့မဟုတ်ပဲနဲ့မေတ္တာနဲ့တွေးလို့ရှိရင်တော့မေတ္တာကိုမိမှာပေါ့အဲ့တော့အာလောဘနဲ့တွေးမိရင်တော့လည်းပဲလူရတန်းကလုံးမိမှာပေါ့တခုခုအဲ့တော့ကိုယ်ဆန်းစစ်ပြီးတော့ကြည့်တဲ့တယ်ပေါ့နည်းနည်းမိုးတော့အလင်းရောက်လာတဲ့အခါမှာငါရဲ့ဘဝဟာငါရဲ့စိတ်ကုသိုလ်နဲ့စတာလားအကုသိုလ်နဲ့စတာဒါမစင်သားပဲမနေနိုင်ဘူးပေါ့တရားနာတယ်ဆိုတာဘဝရဲ့အရေးကိုယ့်ရဲ့စိတ်အနေထားတွေကိုနားလည်အောင်တရားနာရရသော်များကလည်းဒါကိုလေးနဲ့ထားဟောတာဘယ်တရားပဲဖြစ်ဖြစ်အလေးနဲ့ကစိတ်အဓိကဖြစ်